အားလုံးပဲမင်္ဂလာပါညဘက်အိမ်မပြောတဲ့သူတွေအတွက်ညဘက်မှာကြစ်တဲ့ကပ္ပ6ချာဆိုရွတ်စင်တကားနဲ့မိတ်ဆက်ပေးပါရစေဒါကတော့ကျွန်တော်တို့အိန္ဒိချင်းဖြစ်တဲ့အင်ဒိုနီးရှားတရက်ကပဲဖြစ်ပါတယ်ဒီထဲရင်ဖို့စကားတွေကြိုက်လားကြိုက်တယ်ဆိုရင်တော့ဒီနေ့ရကကတင့်ကိုအကြိုက်တွေ့စီမှာတေးကြပါတယ်အချိန်မဆွဲပဲဆာလန်လေးစားလိုက်ကြရအောင်ဇလန်အစမှာလူတရက်ဟာအိမ်ပြန်ရောက်လာပြီးကြောက်စရာကောင်းတဲ့မိစ္ဆာအော်တန်တွေကြားလို့သူ့အခန်းထဲကိုအပြေးလွှားသွားခဲ့ပါတယ်။ကတင်ပေါပွင့်နေတာကိုတွေ့တော့သူအမျက်ပြေးကြည့်လိုက်တဲ့အခါသူ့စနီးကနေရမကတ်နေတာကိုတွေ့လိုက်ရပါတယ်။တစ်ဖက်မှာတော့လော်ရက်ကအိမ်မှာစာဖတ်နေတော့လူခေါ်ခေါင်းလောင်းတန်ကြားလိုက်ရပါတယ်။သူတကားဖွင့်ပြီးတော့ရန်နဲ့လိုအမြင်ရတဲ့အမျိုးသားတဦးဟာသူဟာဘကရဲ့တငယ်ချင်းပါလို့မိတ်ဆက်ပါတယ်။လော်ရက်ကဘကကတခြားမြို့ကိုပြောင်းသွားပြီလို့ပြောပေမဲ့ရန်နက်ကတော့သူဘကနဲ့စကားပြောပြီးဖြစ်ကြောင်းဘာကပဲသူ့ကိုလော်ရဲနဲ့တွေ့ဖို့အကြံပေးလိုက်တာပါလို့ပြန်ပြောပါတယ်။ဘာကိစ္စလဲလို့မေးလိုက်တဲ့အခါရန်နာကသူအမှုတစ်ခုကိုကန်တွင်နေတာဖြစ်ပြီးသူ့ထက်အစွမ်းကြီးတဲ့လူတစ်ယောက်နဲ့အကူအညီလိုအပ်နေလို့ပါလို့ဖြေပါတယ်။လမ်းမှာတော့ရန်နာကလွန်ခဲ့တဲ့3ရက်ကအမျိုးသမီးတစ်ယောက်ရုတ်တရက်ချောင်းဆိုပြီးနိုးလာကြောင်းသူ့လက်ကိုကြည့်လိုက်တဲ့အခါတွေ့တွေကိုတွေ့ခဲ့ရကြောင်းဆင်းပြပါတယ်။အဲဒီအမျိုးသမီးကရေခဲတိတာထက်ကရေတောက်ဖို့အောက်ထပ်ကိုဆင်းသွားပြီးမှအစကတော့တွေ့တွေအလို့ရင်းနဲ့ထွက်လာပြီးအသက်ဆူကျသွားခဲ့ပါတယ်။သူကြမ်းပြင်ပေါ်လက်ချတဲ့အချိန်မှာပဲသူ့မျက်လုံးက10မျက်လုံးတွေလိုဖြစ်သွားခဲ့တာပါအဲဒီညကစပြီးသူဟာအဲ့ရထက်လေးနေခဲ့ရပြီးဆရာဝန်တွေကလည်းဘာကြောင့်အဖျားနေလဲဆိုတာကိုအဖြေစာမရဖြစ်နေကြပါတယ်ရိုင်နာကတော့အင်ဒီနီရဲ့ကိုယ်ထဲကိုအင်အားကြီးတဲ့မကောင်းဆိုးဝါးဆွမ်းအင်တစ်ခုပူကနေတယ်လို့ပြောပါတယ်သူကအဲ့ဒီဝိညာဉ်ကဘာလဲဆိုတာကိုအဖြေစာနေတော့ပဲဖြစ်ပေမဲ့အဲ့ဒီဝိညာဉ်ကလူခန္ဓာကိုယ်ကိုသိပ်ပိုက်ဖို့စူးစမ်းနေတာကတော့ထင်ရှားနေပါတယ်အခန်းထဲမဝင်ခင်မှာလော်ရက်ကအင်ဒီနီရဲ့ခင်မုန်းကိုသူတို့အလုပ်မပြည့်မချင်းဘယ်သူမှအလုပ်ထဲမဝင်ဖို့ပြတသားမှာကြားလိုက်ပါအဲ့ဒီနောက်မှာတော့ဆာဘရီနာလိုအမြင်ရတဲ့အယုတ်တွေထွက်လို့တဲ့အလုပ်စစ်ရုပ်တစ်ခုကိုပြသခဲ့ပါတယ်ဒီအယုတ်ရဲ့ဒုတိယမျိုးဆက်ကဆေးကွက်ထဲကိုအသေးထွက်စီလာတာဖြစ်ပြီးကလေးတွေကြားမှာတော့အရန်ကိုရေပန်းစားနေပါတယ်နောက်ပိုင်းမှာတော့မိဘနှစ်ပါးလုံးဆွဆွရတဲ့ဗညာဆိုတဲ့ကလေးမလေးနဲ့မိတ်ဆက်ပေးပါတယ်သူကြောင့်ကပြန်လာတဲ့အခါသူ့ဦးလေးအေတင်နဲ့ဒိုလေးမန်ယာတို့ကမွေးနေ့ပွဲလေးလုပ်ပေးထားပါတယ်သူတို့ကဗညာကို iPad တစ်လုံးနဲ့ခေါင်းတက်ထဲလက်ဆောင်ပေးပေမဲ့အဲ့ဒီကလေးမကတော့တိတ်မပျော်တဲ့ပုံစံနဲ့ iPad ကိုယူပြီးသူ့အခန်းထဲပဲဝင်သွားခဲ့ပါတယ်။အဲဒီနောက်အေဒင်ကမယာကိုအခန်းထဲခေါ်သွားပြီးဆာဘရီနာအယုတ်လေးနဲ့အော်သားအောင်လုပ်ပေးပါတယ်။သူကဒီအယုတ်ဟာမယာအတွက်အထူးပြုလုပ်ထားတဲ့ဒုတိယမျိုးဆက်ဆာဘရီနာအယုတ်ဖြစ်ကြောင်းရှင်းပြပါတယ်။ကွယ်လွန်သွားပြီးဖြစ်တဲ့သူတို့သမီးလေးဒေလာကပထမမျိုးဆက်ဆာဘရီနာအယုတ်ကိုအရန်ကြိုက်ခဲ့တာကိုသိတဲ့အတွက်အေဒင်ကအဲ့ဒီအယုတ်လုပ်တဲ့သူကိုလိုက်စာပြီးမူပိုင်ခွင့်တွေဝေယူကမယာကိုချစ်တဲ့အထိတ်မှအနေနဲ့ဒီဒုတိယမျိုးဆက်ကိုဖန်တီးခဲ့တာပါ။ဒီယုတ်ကကဘာပေါ်မှာတရုတ်တည်းရှိတဲ့အထူးထုတ်လုပ်ထားတဲ့အယုတ်ဖြစ်ကြောင်းလည်းသူကပြောပါတယ်နောက်တနေ့ကျောင်းမှာတော့ဗညာနဲ့သူ့တငယ်ချင်းကဒီတိုးဆိုတဲ့ကောင်လေးချာလီလို့ခေါ်တဲ့တေဆုပ်သားသူတွေကိုမင်းကုန်းမေးလို့ရတဲ့ဂိတ်ကစားနေတာကိုကြည့်နေကြပါတယ်အကယ်၍မင်းကုန်းကိုဖြည့်ရင်အတော့ပြုထားတဲ့ခဲတံကအလိုလိုလှုပ်ရှားမှဖြစ်ပါတယ်ဒီတိုကသူ့အဖာဒီကိုလာနိုင်မလားလို့မေးပြီးခဏကြာမှခဲတံကလှုပ်သွားတဲ့အခါတငယ်ချင်းတွေကိုအခုရောယုံကြည်ပြီလားလို့မေးလိုက်ပါတယ်အားလုံးထွက်သွားတဲ့အခါဒီတိုကဆူတောင်းပြီးဂိတ်ကိုအဆုပ်သားလိုက်ပါတယ်ဗညာကဘာလို့ဆူတောင်းတာလဲလို့မေးတဲ့အခါခေါ်ယူထားတဲ့ဝိညာဉ်ကိုသူ့နေရာကငြိမ့်ငြိမ့်ချချမ်းပြန်သွားနိုင်ဖို့အတွက်လို့ရှင်းပြပါတယ်။ဗညာကသူ့အဖွာတကယ်လာတာကိုထမိတဲ့အခါဒီတို့ကဟုတ်တယ်လို့ပြောပြီးဝိညာဉ်စီရင်အစိမ်းရုံမင်းလင်းစီဝိညာဉ်ကိုမြင်အောင်ပြပေးနိုင်တဲ့တစ်ခုကိုလည်းပြသခဲ့ပါတယ်။ဗညာကဒီတို့စီကနေအဲ့ဒီဂိတ်ကိုငားလာပြီးအဲ့ဒီညမှာပဲတယောက်တည်းကစားကြည့်ပါတယ်။သူကသူ့အမေဒီကိုလာနိုင်မလားလို့မေးတဲ့အခါမမျှော်လင့်ပဲခဲတံကရက်စီကိုလှုပ်သွားတာကြောင့်သူနည်းနည်းတော့ကြောက်လွန်တော့ပါတယ်။ဒါပေမဲ့ဆက်လို့စားမှုတွေနဲ့အတူသူ့အမေကိုလွမ်းကြောင်းနဲ့အမေကရောသူ့ကိုလွန်လာလို့မေးလိုက်တဲ့အခါခဲတံကရက်စီကိုထပြီးလှုပ်သွားပြန်ပါတယ်ဒါနဲ့ဗညာကအတက်သွားပြီးသူ့အမေကိုမြင်ခွင့်ရမလားလို့ထမိတဲ့အခါခဲတံကထပြီးရက်ပြလိုက်ပါတယ်ဒိုရန်ဆက်လှုပ်စားသွားပြီးသူ့အမေကိုမြင်ရဖို့အတွက် iPad ထက်ကဝိညာဉ်စာတဲ့အက်ကိုယူပြီးအခန်းထက်ကနေထွက်လာခဲ့ပါတယ်ဝိညာဉ်စာတဲ့အက်လှုပ်ရှားမှုတစ်ခုခုကိုဖမိလိုက်တဲ့အခါဗညာလန့်သွားပါတယ်ကြောက်ပေမဲ့လည်းသိချင်စိတ်နဲ့အက်ကညပြတဲ့ဘက်ကိုလိုက်ကြည့်လိုက်တဲ့အခါသူ့စစ်မှာအမျိုးသမီးတစ်ယောက်ရဲ့ပုတ်ရိပ်ကိုတွေ့လိုက်ရပါတယ်ဒါပေမဲ့အနာရောက်သွားတဲ့အခါမှာတော့အဲ့ဒါကမန်ယာဖြစ်နေပြီးမန်ယာကလည်းလန့်သွားကဗညာကိုဘာလို့အဲ့ရမဝင်သေးလဲလို့မေးပါတယ်ဗညာကဘာမှပြန်မပြောဘဲစီနေတော့မန်ယာက iPad ကိုစမ်းကြည့်လိုက်တဲ့အခါဒီတိုကဒီအက်နဲ့ပြေးသွားတဲ့သူတွေကိုမြင်ရတယ်လို့ပြောကြောင်းဗညာကဆင်ပြပါတယ်မန်ယာကဘယ်သူကိုမြင်ချင်တာလဲလို့မေးတော့ဗညာကသူ့အမေကိုမြင်ချင်တာပါလို့ဖြေပါတယ်မန်ယာကလည်းသူ့ရဲ့အတွေ့အကြုံကိုပြောပြပြီးသူလည်းသမီးလေးတစ်ယောက်ဆွတ်ဆွတ်ခက်ဖူးတာကြောင့်ကေလာကိုလွမ်းတဲ့အခါ
ဆုတောင်းပေးရုပ်ပဲလို့ပြောပြပါတယ်ခဏအကြာမှာတော့မန်ယာကဆပ်ပလီနာရုပ်ကိုကင်ပြီးပညာအခန်းထဲကိုဝင်လာပါတယ်ကေလာမှာဆပ်ပလီနာလို့ခေါ်တဲ့အနှစ်သက်ဆိုအယုတ်လေးရှိခဲ့ကြောင်းကေလာကဒီရုပ်လေးကိုဖက်ထားရင်သူ့ရဲ့ကြောက်စိတ်နဲ့ဝမ်းနည်းမှုတွေကြောက်သွားတတ်ကြောင်းပြောပြပါတယ်အေဒင်လုတ်ပေးထားတဲ့ဒီထူဆန်းတဲ့ဆပ်ပလီနာရုပ်လေးကအခုဆိုရင်ပညာရဲ့တငယ်ချင်းဖြစ်နိုင်ပြီလို့လည်းအကြံပေးပါတယ်ဒါကြောင့်ဝမ်းနည်းတဲ့အခါဒါမှမဟုတ်တရားရောက်ကိုလွှမ်းတဲ့အခါဒီရုပ်လေးကိုဖက်ပြီးနေသိမ့်မှုယူနိုင်ပါတယ်လို့ပြောပါတယ်။နောက်ပိုင်းမှာပညာကဆပ်လီနာရုပ်လေးနဲ့အဲ့နေတုံးမှာအရုပ်လေးရဲ့နှစ်လုံးတွေလှုပ်ရှားနေတာကိုတွေ့ရပါတယ်။နောက်တစ်နေ့မှာတော့အေဒင်ကမန်ယာကိုဆပ်လီနာအရုပ်ကဒီအပရောင်းရဆိုဖြစ်နေပြီးပထမမျိုးဆက်ထက်တောင်ပိုအောင်မြင်နေတယ်လို့ပြောပါတယ်။အဲ့ဒီအချိန်မှာပဲပညာကမန်ယာလက်ဆောင်ပေးထားတဲ့ဂိုင်းဝင်လေးကိုခုပြီးဆပ်လီနာရုပ်ကိုပိုက်ကအောက်ထပ်ကိုဆင်းလာပါတယ်။သူကအရင်ကထက်ပိုပြီးပျော်ရွှင်နေတဲ့ပိုပေါက်နေပါတယ်။သူအပြင်သွားကစားဖို့ဖက်မသွားခင်မှာဆပ်လီနာအရုပ်ကိုမန်ယာကိုအားထားခဲ့ပြီးသူပြန်လာရင်ပြန်ကစားမယ်လို့ပြောသွားပါတယ်နောက်ပိုင်းမှာမန်ယာအလုပ်ဆုံးနေတော့ပညာခန်းထဲမှာတချင်းတစ်တာတန်ကြားလိုက်ရပါတယ်သူသွားကြည့်ပြီးပိတ်လိုက်ပြီးမဲ့အခန်းထဲကထွက်လာတဲ့အခါတချင်းတန်ကပြန်ထွက်လာပြန်ပါတယ်မန်ယာအော်သွားပြီးအခန်းထဲပြန်ဝင်ကြည့်လိုက်တဲ့အခါဆပ်လီနာရုပ်ကကလထိုင်ပေါ်မှာထိုင်ပြီးသူ့ကိုစားကြည့်နေတာကိုတွေ့လဲရတော့ထိုက်လန့်သွားပါတယ်မန်ယာကကြောက်ကြလန့်လန့်နဲ့ပဲကလထိုင်ကိုနောက်ဆုတ်လိုက်ပြီးကတင်ပေါက်ပိတ်ကတချင်းတစ်တာကိုပိတ်လိုက်ပါတယ်ဒါပေမဲ့ဆပ်လီနာရုပ်ကသူ့ဘက်ကိုလက်လာတာကိုတတိထားမိလိုက်တဲ့အခါမန်ယာစိတ်ထဲမှာမတိတ်မကျဖြစ်သွားပါတယ်သူအပြင်ထွက်လာတော့အဖော်နုကိုတွေ့လိုက်တာကြောင့်နုရဲ့ရုပ်ကိုတွေ့လိုက်တာဖြစ်မှာပါလို့တွေးပြီးထွက်သွားပါတယ်ဒီညမှာပဲဒီတိုကဘညာကိုဝိညာဉ်ရဲ့တွေ့ပြီလားလို့စဖို့မေးပါတယ်ဘညာကမတွေ့သေးဘူးလို့ပြောတော့ဒီတိုကဆက်ကြိုးစားဖို့ပြောပါတယ်ဘညာကလည်းစိတ်ဝင်စားပြီးအက်ကိုဖွင့်ကဝိညာဉ်တွေကိုလိုက်စားပါတော့တယ်နာကြမှာအက်ကဝိညာဉ်တစ်ခုကိုဖမင်းလိုက်တာကြောင့်ဘညာနည်းနည်းတော့ကြောက်သွားပါတယ်အက်ပြတဲ့ဘက်ကိုဖြစ်ဖြစ်ချင်းတွားကြည့်တဲ့အခါအမျိုးသားတစ်ယောက်ကိုတွေ့လဲရပါတယ်ဒါပေမဲ့ဘညာလက်အထွက်မှာပဲဗီဒီယိုထဲကနေဝိညာဉ်တစ်ခုထွက်လာပြီးသူ့ကိုအထက်ကိုဆွဲသွင်းသွားပါတယ်။ပညာရဲ့အော်တန်ကိုကြတော့အေဒင်ကအခန်းထဲကိုအပြည့်လွှားလာပြီးဗီဒီယိုကိုဖွင့်လိုက်ပါတယ်။ပညာကိုအထက်မှာတွေ့လိုက်ရပြီးတရက်ရောက်ကသူ့ကိုအထက်ဆွဲသွင်းသွားတာကိုပညာကပြောပါတယ်။အေဒင်ကလည်းပညာ iPad အဆော့များလို့ဖြစ်တာပါလို့ပြောပြီးအလိုအဆင်ပြေသွားမှာပါလို့နေသက်ကခေါ်သွားပါတယ်။အေဒင်ညမှာပဲပညာကအေဒင်ရဲ့အခန်းထဲကိုဝင်ပြီးဝိညာဉ်စာဖို့အတွက်သူ့ iPad ကိုပြန်ယူပါတယ်။အဲ့ကိုတော့ပြီးအောက်ထပ်ကိုဆင်းလာတဲ့အခါရုတ်တရက်အက်ကသူ့နောက်မှာဝိညာဉ်တစ်ခုစီကြောင်းပြပါတယ်။ပညာလက်ကြည့်လိုက်တဲ့အခါအခန်းထဲကအမျိုးသမီးတစ်ယောက်ကိုတွေ့လိုက်ရလို့သူ့အမေလို့ထင်သွားပါတယ်။ပညာကအနောက်ကိုသွားပြီးလာတွေ့ပေးဖို့ကျေးဇူးတင်ကြောင်းနဲ့အရန်လွတ်နေရတဲ့အကြောင်းပြောပါတယ်။အဲဒီဝိညာဉ်ကပညာကိုသမီးလေးလို့ခေါ်ပြီးအေးရမယ့်အချိန်ရောက်ပြီလို့ပြောကလက်ကိုကင်ပြီးအခန်းထဲကိုခေါ်သွားပါတယ်။အဲဒီနောက်အဲဒီဝိညာဉ်ကပညာကိုအိတ်အောင်ချော်သက်ရင်သူ့ကိုဘယ်တော့မှထပ်ပြီးထမသွားရဘူးလို့ကတိပေးနေတာကိုတွေ့ရပါတယ်။နောက်တစ်နေ့မှာမန်ယာကပညာအခန်းထဲဝင်လာတော့သူစပရီနာအယုတ်ကိုကစားနေတာကိုတွေ့ရပါတယ်။ဒါပေမဲ့မန်ယာထွက်သွားတဲ့အချိန်မှာတော့အဲဒီဝိညာဉ်ကပညာရဲ့စပင်ကိုအသာယာဖြည်းဖြည်းနေတာကိုတွေ့ရပါတယ်။နောက်ပိုင်းမှာမန်ယာနဲ့အေဒင်တို့ကအပေါ်ထပ်မှာပညာကစားနေတဲ့အတန်ကိုကြားရတာကြောင့်မန်ယာကမနက်စာစားဖို့လမ်းခေါ်လိုက်ပါတယ်။ဒါပေမဲ့မကြခင်မှာပဲသူတို့မသိတဲ့ရင်တန်တစ်ခုကိုကြားလိုက်ရတဲ့အခါအပေါ်ထပ်မှာပညာတယောက်တည်းမဟုတ်တာကိုသူတို့တတိထားမိသွားပါတယ်။မန်ယာကအပေါ်ထပ်ကိုအပြည့်လွှာတကြည့်ပေမဲ့လေကလည်းမှာဆပ်ပရီနာရုပ်ရောက်နေတာကိုတွေ့ပြီးထိတ်လန့်သွားပါတယ်။သူကပညာကိုလိုက်ဆိုင်ရင်အပေါ်ထပ်ကပစ္စည်းသွန်လောင်ခန်းထဲရောက်သွားတဲ့အခါဆာဝစ်ဆာဒန်အချုပ်ကိုတွေ့လိုက်ရပါတယ်။အဲဒီအချိန်မှာပဲကလေးမလေးတယောက်ကသူ့နောက်ကနေဖြတ်ပြီးဆပ်ပရီနာရုပ်ကသူ့ဘေးမှာရုပ်တရက်ပေါ်လာတာမျက်လုံးတွေလှုပ်ပြပါတယ်။မန်ယာကအဲ့ဒီဆာရွက်ဆာဒန်ကိုကြည့်လိုက်တဲ့အခါအေဒင်ရဲ့အဖေကသူ့ရဲ့ကွန်မြူနီကိုတပ်ဖြစ်သူတွေဖြစ်တဲ့အာကာနဲ့အေဒင်တို့စီကိုခွဲဝေပေးခဲ့တဲ့အေဒန်စာဖြစ်နေတာကိုတွေ့လိုက်ရပါတယ်။ဒီအချိန်မှာပဲမန်ယာကအနောက်ကနေအတန်တကူကြားလိုက်ရပြီးလက်တောင်တစ်ခါအတွင်းမှာတင်ဆပ်ပရီနာရုပ်ကပျောက်ကွယ်သွားပါတယ်။မန်ယာကစဝေစဝါဖြစ်ပြီးဘာတွေဖြစ်နေလဲဆိုတာကိုတတိထားမိပြီးတွားကြည့်တဲ့အချိန်မှာဘာနာရုပ်တရက်ပေါ်လာတာကြောင့်လန့်သွားခဲ့ရပါတယ်။မန်ယာကဒီကလေးမလေးကိုဒီမှာဘာလို့နေတာလဲလို့မေးတဲ့အခါမှာတော့ဘာနာကသူ့အမေနဲ့ကစားနေတယ်လို့ပြန်ဖြေပါတယ်။မန်ယာကသူ့အမေကကောက်ကင်ဘုတ်ကိုရောက်သွားပြီလို့အသားအရတတိပေးပေမဲ့ဘာနာကတော့ချာလီကစားနေကအောင်မြင်သွားပြီးသူ့အမေကသူ့စီကိုရောက်လာတယ်လို့ပြောပါတယ်။နောက်ပိုင်းမှာမန်ယာကဒီအကြောင်းကိုအေဒင်ကိုပြောပြတဲ့အခါအေဒင်ကပုံကျင်အသစ်လေးရောက်အောင်အလုပ်တွေခဏနာပြီးဘာနာကိုခေါ်ပြီးခရီးထွက်ဖို့အကြံပေးပါတယ်။အဲဒီနောက်မှာတော့သူတို့မိသားစုတစ်ခုလိုကျွန်းတစ်ခုမှာအပန်းဖြစ်နေကြတာကိုတွေ့ရပါတယ်။မန်ယာကဘာနာကိုစားနောက်ပြီးသူကသာခရီးခွန်တွေပိုကောက်နိုင်ရင်အဲ့ဒီညမှာဘာနာကသူ့ဘေးမှာအတူအိပ်ရမယ်လို့စိတ်ခိုးလိုက်ပါတယ်။
မယာခရုခွန်တွေလိုက်ကောက်နေတော့မှပဲသူ့မိုက်ဖို့တက်ကခရုခွန်တွေအလုံးထူးထူးဆန်းဆန်းပြတ်ကွယ်သွားတာကိုတွေ့ပြီးထိတ်လန့်သွားပါတယ်အဲ့ဒီအပြင်ဘာနာကတရရောက်နဲ့စကားပြောနေတဲ့အတန်ကိုကြားလိုက်ရလို့ပိုပြီးအံ့ဩသွားရပါတယ်မယာကဘာနာနာကိုသွားပြီးဘယ်သူနဲ့စကားပြောနေလဲလို့မေးတဲ့အခါဘာနာကသူ့နောက်မှာရနေတဲ့သူ့မိနဲ့စကားပြောနေတယ်လို့ပြန်ဖြေပါတယ်မယာကဘာနာကိုအဲ့ဒီမှာခဏဆောက်ခံပြီးအေဒင်းကိုတွားပြောဖို့ပြင်လိုက်ပါတယ်ဒါပေမဲ့မယာအလက်မှာပဲနေချင်းတစ်ခုတည်းကနေလက်နှစ်ဖက်ထွက်လာပြီးသူ့ကိုဆွဲချသွားပါတော့တယ်အဲ့ဒီနောက်အဲ့ဒီချင်းတဲ့ကိုမြေကြီးတွေဖုတ်သွားပြီးမယာတယောက်ပိတ်မိသွားပါတယ်မယာရဲ့အော်ဟိတန်ကိုကြားတော့အေဒင်းကသူ့ကိုကယ်ဖို့အပြေးလွှားရောက်လာပါတယ်အတော်လေးစူးစမ်းလိုက်ရပြီးတဲ့နောက်မှာမယာကိုမြေကြီးကနေပြန်ဆွဲယူနိုင်ခဲ့ပါတယ်မယာကအမွတ်ဖြစ်ပြီးတဲ့နောက်တရက်ယောက်ကသူ့ကိုဆွဲချသွားတယ်လို့အေဒင်းကိုပြောပြပါတယ်အဲ့ဒီအချိန်မှာပဲဘာနာကသူတို့ကိုအဝေးကနေကြည့်နေတာကိုတတိထားမိလိုက်ပါတယ်အဲ့ဒီညမှာပဲမယာကတတားခောက်တန်လက်နိုးလာပေမဲ့အပြင်ထွက်ကြည့်တဲ့အခါဘယ်သူကိုမှမတွေ့ရပါဘူးအဲ့ဒီနောက်မှာတော့ပီသနိုတီးတန်ကိုကြားလိုက်ရပါတယ်အသံလာယာနောက်ကိုလိုက်သွားတဲ့အခါစားတော့ဆိုင်ခန်းထဲမှာမိမတယောက်ပီယနိုတီးနေတာကိုတွေ့လိုက်ရပါတယ်မယာကအနောက်ကိုသွားကြည့်တဲ့အခါဘာနာအမေအန်တီနီဖြစ်နေတာကိုသိလိုက်ရပြီးအန်တီနီကပီယနိုတီးနေတာကိုကြားလိုက်ပြီးသူ့ကိုကြောက်စရာကောင်းတဲ့အပြုံးနဲ့လက်ကြည့်လိုက်ပါတယ်အန်တီနီကခေါင်းကိုလှည့်လိုက်တဲ့အခါမှာတော့သူ့ခေါင်းကိုအုပ်ထားတဲ့အကုတ်ကကျွတ်ကျသွားပြီးခေါင်းရဲ့အနောက်ဘက်မှာနောက်ထပ်ရွတ်ဆိုပန်ဆိုမျက်နှာကြီးတစ်ခုရှိနေတာကိုတွေ့လိုက်ရပါတယ်ရုတ်တရက်အန်တီနိုကမယာကိုလူခနဲ့ခေါ်အုပ်လိုက်တာကြောင့်မယာလည်းကြောက်ကြောက်လန့်လန့်နဲ့ထွက်ပြေးပြီးမောင်းနေတဲ့အခန်းထဲတစ်ခုမှာပုန်းနေလိုက်ပါတယ်မယာကတော်တော်ရင်နဲ့အချစ်တစ်ခုကိုစာတွေ့ပြီးချိလိုက်တဲ့အခါအနားမှာမင်းကလုတ်တစ်ခုကိုတွေ့သွားပါတယ်မင်းကလုတ်ကိုဖွင့်လိုက်တဲ့အချိန်မှာအန်တီနီကထပ်ပြီးတိုက်ခတ်ပြန်ပါတယ်မယာရဲ့အော်တန်ကိုကြားတော့အေဒင်ကလိုက်စာရင်အခန်းထဲမှာအလွန်မင်းကြောက်လန့်နေတဲ့မယာကိုတွေ့သွားပါတယ်အေဒင်ကမယာကိုဆက်အေးထားဖို့ချွတ်မွတ်ပြီးဘယ်သူလောက်တာလဲလို့မေးတဲ့အခါမယာကအန်တီနီရဲ့မျက်နှာကိုပြောပြပါတယ်မယာကအေဒင်ကိုပီယနိုရှိတဲ့နေရာကိုခေါ်သွားပေမဲ့အဲ့ဒီမှာဘယ်သူမှမတွေ့ရပါဘူးဒါပေမဲ့အနာက CCTV ကင်မရာကိုကြည့်လိုက်တဲ့အခါမှာတော့အန်တီနီကသူတို့နားကိုကရောက်လာပြီးသူတို့ဘာမှမလုပ်ခင်မှာပဲသူတို့ကိုလေတက်ကိုမြောက်ပင့်ပြီးပြင်းပေါ်ကိုအပြင်းပြင်းနဲ့ရိုက်ချလိုက်တာကိုတွေ့လိုက်ရပါတယ်ခဏကြာမှတော့မိတ်ဆာတန်ကြီးကိုကြားလိုက်ရပြီးသူတို့စီကိုမိတ်ဆာတကောင်ထောက်သွားပြီးလာနေတာကိုထိတ်လန့်ဖွယ်တွေ့လိုက်ရပါတယ်သူတို့လည်းအသက်လုပြီးထွက်ပြေးခဲ့ကြပြီးအခန်းတက်ကိုအမြန်ဝင်ပြေးတရားပိတ်လိုက်ပါတယ်ဒီတင်ကဘာနာကိုအမြန်နိုးလိုက်ပြီးအန်တီနီကသူတို့အခန်းတကားကိုအတင်းဝင်ဖို့စူးစမ်းနေပြီးခောက်နေတာကိုကြောက်ကြောက်လန့်လန့်နဲ့ကြည့်နေကြပါတယ်ဒါပေမဲ့မယာကသူ့ရဲ့ဆွေးချုပ်ကိုတကားလက်ကင်မှာချိတ်လိုက်တဲ့အခါအရာအလုံးရုတ်တရက်ညံသက်သွားပါတယ်အေဒီကဒါကဘာကြီးလဲလို့မေးတဲ့အခါမယာကဒီဆွေးချုပ်ကိုမင်္ဂလာယာကအကာအကွယ်ဖြစ်ပေးထားတယ်လို့ဆင်ပြပါတယ်ရဲ့နေငယ်ကြတဲ့အခါမှာတော့သူတို့နေရာလုံးလာယာစီကိုတွားလဲကြပြီးလာယာကအခုသူ့ခင်ဖို့ဖြစ်နေတဲ့ရဲနဲ့မက်ဆေ့ပေးပါတယ်မယာကဘာနာဟာသူ့အမေနဲ့စကားပြောဖို့ချာလီကစားနစ်ကိုတိတ်တဆိတ်ကစားခဲ့တဲ့အကြောင်းပြောပြပါတယ်အဲ့ဒီဖြစ်ရပြီးကတည်းကဒီကလေးမလေးကတူဆန်းတွေလှုပ်လာပြီးအခုဆိုသူ့အမေကသူ့နားမှာတကယ်ရှိနေတယ်လို့ခန်းစားနေရပါအစားကတော့အေဒင်နဲ့သူဟာဒါကိုမယုတ်ခက်ပေမဲ့သူတို့ကိုယ်တိုင်မျက်မြင်တွေ့ခဲ့ရတာဖြစ်ပါတယ်အဲ့ဒီအကောင်ကစစ်ကကြည့်ရင်ဘာနာအမေနဲ့တူပေမဲ့အနောက်ဘက်မှာတော့ကြောက်စရာကောင်းတဲ့မျက်နှာကြီးရှိနေတာပါလာယာကဘာနာလောက်ခဲ့တာကအသက်အန္တရာယ်ရှိတယ်လို့ပြောပါတယ်ဒီဆိုသွားတာကြပြီးဖြစ်တဲ့သူ့ကိုပြန်ခေါ်လိုက်ရင်ရလာတတ်တာကကောင်းတဲ့အရာမဟုတ်ဘူးလို့သူကဆင်ပြပါတယ်နောက်တစ်နေ့မှာတော့လာယာနဲ့ရဲနဲတို့ကဘာနာနဲ့တွေ့ဖို့သူတို့အိမ်ကိုရောက်လာပါတယ်လာယာကဘာနာကိုသူ့အမေနဲ့စကားပြောနိုင်အောင်ဦးလေးနဲ့အတော်ကချာလီကစားနင်းကိုအတူတူကစားပေးမယ်လို့ပြောပါတယ်ရဲနဲကတော့ရောက်လာတဲ့သူဟာတကယ်ပဲဘာနာအမေဟုတ်မဟုတ်သိရအောင်ဒါကိုလုပ်ရမှာဖြစ်ကြောင်းဆင်ပြပါတယ်ဘာနာကဆက်လို့စားစွာနဲ့လာယာကိုသူ့ခန်းထဲခေါ်သွားပြီးသူ့အမေရဲ့ဓာတ်ပုံကိုဂုံယူစွာနဲ့ပြပါတယ်အဲ့ဒီနောက်မှာတော့လာယာကဘာနာနဲ့သူ့အမေပဲသိနိုင်တဲ့မိကွန်းတုတ်ခုကိုမေးဖို့ဘာနာကိုခိုင်းပါတယ်ရဲနဲကတော့တကယ်လို့တခြားဝိညာဉ်တစ်ခုခုသာဆိုရင်အဖြစ်တစ်ခုခုမလိုက်မယ်လို့ပြောပြပါတယ်ဘာနာကသူ့အမေရဲ့ဝိညာဉ်ကိုဆက်တင်ခေါ်ယူလိုက်ပြီးခဲတံလေးလှုပ်သွားတဲ့အခါမှာပုံပြင်ထက်ကမင်းသမီးလေးတွေထဲမှာစနိုးဝိုက်ကသူကြိုက်ဆုံလားလို့မေးပါတယ်ခဲတံကမဟုတ်ဘူးဆိုတဲ့ဘက်ကိုလှည့်သွားပြီးဘာနာကသူကြိုက်ဆုံမင်းသမီးကစင်ဒရလာဖြစ်ကြောင်းအတည်ပြုပါတယ်နောက်ထပ်မိကိုအနေနဲ့သူ့အမေကအဲ့ရောက်မခါနေမှာအမေလလာမဲ့အောင်နာနာကပြီးတိုးတိုးလေးပြောလေးရှိသလားလို့မေးပါတယ်ခဲတံကဟုတ်တယ်ဆိုတဲ့ဘက်ကိုလှည့်သွားပြီးဘာနာကဒါကိုလည်းအတည်ပြုပါတယ်နောက်ဆုံးအနေနဲ့သူ့အမေကသမီးမစားရင်လူကြီးဖြစ်ရမှာမဟုတ်ဘူးလို့ပြောလေးရှိသလားလို့မေးတဲ့အခါခဲတံကမဟုတ်ဘူးဘက်ကိုလှည့်သွားပြီး
ပြီးဘာနာကဒါကိုလည်းမှန်ကန်ကြောင်းတီးပြပါတယ်လာယာကဘာနာမေနဲ့စကားပြောချင်တာကြောင့်ဘာနာကိုသူ့ခန်းထဲမှာတွားကစားဖို့ခံလိုက်ပါတယ်ဘာနာနဲ့အတူအခန်းထဲကိုပြန်သွားပါတယ်ဘာနာကဆာဘရီနာရုပ်ကိုမန်တင်ခုပ်ပေါ်မှာတင်ထားခဲ့ပြီးနားနဲ့ကစားနေတော့မှအယုတ်ရဲ့မျက်လုံးတွေကတော်လုသွားပါတယ်တစ်ဖက်မှာလည်းလာယာကအဲ့ဒီဝိညာဉ်ဟာတကယ်ပဲအန်တီနီဖြစ်နေတယ်ဆိုတာကိုအတည်ပြုလိုက်ပြီးသူ့ကိုပြန်ပို့ပေးမယ်လို့ကတိပေးပါတယ်လာယာကအန်တီနီကိုသူစီယာညှိချမ်းတဲ့ဘုံကိုပြနိုင်ဖို့အတွက်သူ့ရဲ့ကိုညင်ကိုလက်ခံမလားလို့မေးပြီးဆက်သွယ်ဖို့ကြိုးစားပါတယ်ဒါပေမဲ့တုတ်ပြန်မှုအနေနဲ့ကစားပွဲကအကြောင်းရင်းမရှိပဲမိလောင်သွားတာကြောင့်အလုံးထက်လန့်သွားကြပါတယ်ဘာနာအခန်းထဲမှာမိတွေမိတ်တုံဖြစ်လာပြီးမောင်ထိကျသွားပါတယ်ရဲနေရဲ့လာယာတို့ကနောက်ထပ်စီစဉ်ရင်တစ်ခုကိုပြင်ဆင်ပြီးအန်တီနီကိုတင်းရင်ကျပြန်ခိုင်းရတော့မယ်လို့ပြောပါတယ်အဲ့ဒီအချိန်မှာနာကမိတ်ဆက်ဖူးနေတဲ့ဘာနာနဲ့တိုးပြီးဘာနာကကတ်ကျင်းနဲ့နားရဲ့မျက်နှာကိုထိုးပြီးချန်တန်တိုက်ခိုက်ပါတော့တယ်နာကိုတိုက်ခိုက်ပြီးတဲ့နောက်မိတ်ဆက်ဖူးနေတဲ့ဘာနာကသူ့စီကိုပြေးလာပြီးလာယာကိုဓာတ်နဲ့ထိုးလိုက်တာကြောင့်အခြားသူတွေကဘာနာကိုအနှံဝမ်းချုပ်ပြီးလက်သိပ်ထားလိုက်ရပါတယ်ဖြစ်ပြသွားတဲ့အခြေအနေကြောင့်ရဲနဲ့လာယာတို့ကဆူတောင်းစာတဲ့ကိုယူဖတ်ကြပါတယ်ဒါကဝိညာဉ်ကိုပို့ပြီးဒေါသထွက်စေတာကြောင့်ဘာနာဟာလေထက်ကိုမြောက်တက်သွားပါတယ်ဒါပေမဲ့လာယာကမိတ်ဆာကထွက်သွားတော့မှဖြစ်ကြောင်းဆင်ပြပြီးနှိထုတ်တဲ့အစီအစဉ်ကိုဆက်လုပ်ပါတယ်ခဏကြာမှတော့ဘာနာတတိလစ်သွားပြီးအခန်းထဲမှာပြန်လဲညစ်သက်သွားပါတယ်ဘာနာပြန်လို့လာတဲ့အခါမှာတော့အန်တီနီကိုသူ့ဘုတ်ကိုပြန်ပို့နိုင်ပြီလို့သူတို့ယုံကြည်ခဲ့ကြပါတယ်ဒါပေမဲ့မိတ်ဆာဝင်နေတဲ့အန်တီနီကိုထပ်တွဲလဲရပြန်ပြီးလာယာကဒါဟာမေဂါယာဆိုတဲ့မိတ်ဆာဖြစ်ကြောင်းသိလဲရပါတယ်ရိုင်းနက်ကအိတ်ထဲကနေအမြန်ထက်ဖို့ပြောပေမဲ့ဆာဘရီနာအကျုပ်အကြောင်းမေးတာကြောင့်အေဒင်ရဲ့ရိုင်းနတို့ကအကျုပ်သွားယူဖို့အိတ်ထဲကိုပြန်ဝင်သွားကြပါတယ်ဒါပေမဲ့ဘာနာအခန်းထဲမှာတတိလေးနေတဲ့နားကိုတွဲလဲရတို့အောက်သွားပါတယ်သူတို့လည်းနားနဲ့ဆာဘရီနာရုပ်ကိုအပြင်ဘက်မှာဘေးကင်းရာကိုအနံတည်ထုတ်သွားခဲ့ရပါတယ်အဲဒီနောက်ရိုင်းနာကတရားကိုပိတ်ပြီးအစွမ်းထက်တဲ့ဆွဲကြိုးနဲ့ခါလိုက်တဲ့အခါမှာတော့အရာအလုံးရုပ်တရက်ညှိသက်သွားပါတယ်အဲဒီနောက်မြေကွင်းကဆေးရုပ်ကိုပြောင်းသွားပြီးရဲနက်ကသူတို့နဲ့အတူရှိနေတဲ့အရာကအန်တီနီမဟုတ်ပဲအန်တီနီရောင်ဆောင်ထားတဲ့မိတ်ဆာသားရဲ့တကောင်ဖြစ်ကြောင်းနဲ့ဒါကိုသူတို့ကိုယ်တိုင်မြင်အောင်ပြမယ်လို့ပြောပါတယ်သူတို့ကအစီရင်ကိုစတင်လိုက်ပြီးလာယာကစိတ်ချင်းဆက်သွယ်ပြီးပြလိုက်မယ်လို့ရဲနက်ကခန့်ပြပါတယ်လာယာကသူတို့ကိုလုခတ်တဲ့တနစ်ကအန်တီနီမိတ်ဆာပူတာကိုစတင်ကြွတွေ့ခဲ့ရတဲ့အန်တီနီရဲ့အိတ်ကိုခေါ်တာပါတယ်လာယာကအန်တီနီကိုသူ့ခန္ဓာကိုယ်ရဲ့တကက်ပန်စိတ်ဟာသူကိုယ်တန်တာဖြစ်ပြီးသူ့ကိုထိချုပ်ထားတဲ့ဝိညာဉ်ဆိုးမဟုတ်ကြောင်းပြောပါတယ်ဒါပေမဲ့မိတ်ဆာကသူဟာဝိညာဉ်တက်မဟုတ်တဲ့တခြားတစ်ခုဖြစ်နေတယ်လို့ညှင်းဆိုလိုက်ပြီးသူ့ရဲ့တကက်ပုံစံကိုမြင်လိုက်ရတဲ့အခါလာယာကြောက်လန့်သွားပါတယ်ဒီမိတ်ဆာကသူဟာဝိညာဉ်လောကကမိတ်ဆာသားရတွေထက်ကတကောင်ဖြစ်တဲ့ဘာကီယာဖြစ်တယ်လို့ပြောလိုက်ပြီးလာယာအနေနဲ့သူတို့နေထောက်လိုက်နိုင်မှာမဟုတ်ဘူးလို့ကြိုးဝါလိုက်ပါတယ်လာယာကမယိုရွက်တွေနဲ့ပထားတဲ့ဝဝညိုနဲ့ပြုတ်လောက်ထားတဲ့အမွေနှင်းဆွကျွတ်တကုတ်ကိုထုတ်လိုက်ပါတယ်ပြီးတော့သူတို့ရဲ့ဘိုးဘွားတွေချွန်းစုတွေပေါ်မှာထားဆီးခဲ့တဲ့ကတိကိုကိုဘာကီယာကိုတတိပေးလိုက်ပါတယ်ဒီကတိကိုကတော့တူနဲ့တူမနှောက်ဆက်ချေဖြစ်ပြီးဘယ်သူပဲဖြစ်ဖြစ်ဒီကတိကိုဖျက်ဖျက်ရင်ပြည့်စည်ရမယ်ဆိုတာပါပဲဒီအချိန်မှာပဲအာကာကအခန်းထဲကိုဝုတ်ခနဲ့ပြေးဝင်လာပြီးဒီစီကိုတွားဖို့ကြိုးစားပါတယ်ဒါပေမဲ့မိတ်ဆာကသူ့ကိုဆေးယူလိုက်ပြီးတည်ဆင်နိုင်တဲ့တိုက်ခိုက်မှုတစ်ခုလုပ်လိုက်တာကြောင့်အာကာဟာအဲ့ဒီနေရာမှာတင်အသက်ပြောက်သွားခဲ့ရပါတယ်အဲ့ဒီနောက်မိတ်ဆာကလာယာကိုထပ်ပြီးတိုက်ခိုက်ဖို့ကြိုးစားပေမဲ့ရိုင်းနက်ကကြားတက်ကဝင်တပ်ပေးလိုက်ပါတယ်ခွင့်ရကိုအမေရဆုတ်ကန်ပြီးလာယာကအမွေနှင့်ဆွဲကြိုးကိုမိတ်ဆာရဲ့လက်ပင်မှာဆုလိုက်ပြီးဂထာတွေကိုရုပ်ဖတ်ပါတော့တယ်ရိုင်းနက်ကသူ့အပေါ်ကိုအန်ဒီကင်းရင်ဝဲတွေပက်ဖြန့်ပေးလိုက်တဲ့အခါမိတ်ဆာဟာလေတက်ကိုမြောက်တက်သွားပါတယ်အချိန်နဲ့ငယ်ကြာပြီးတဲ့နောက်မှာတော့အန်တီနီရဲ့ခေါင်းဟာပြုတ်ထွက်သွားပြီးမြေကြီးပေါ်ကိုကျသွားပါတော့တယ်အဲဒီနောက်မှာတော့ပြင်းထန်တဲ့ပောက်ကွဲမှုတစ်ခုဖြစ်ပွားပြီးအန်တီနီရဲ့ကြံစည်နေတဲ့ခန္ဓာကိုယ်ဟာပျောက်ကွယ်သွားပါတယ်ဒါတွေကိုမြင်လိုက်ရတဲ့မာယာနဲ့အေဒင်တို့ဟာအယံကိုထက်လန့်သွားကြပါတယ်လာယာကသူတို့ကိုဆင်ပြတာတွေကမိတ်ဆာဟာလူခန္ဓာကိုယ်ရဲ့ခန္ဓာကိုယ်ထဲမှာနှစ်ရက်ထက်ပိုနေမယ်ဆိုရင်အထက်ကဝိညာဉ်ဟာတိဆုတ်တတ်တယ်လို့ဆိုပါတယ်ရိုင်းနက်ကလည်းဘာကီယာဟာအန်တီနီရဲ့ခန္ဓာကိုယ်ဘယ်လိုချစ်ကပ်ပြီးထိချုပ်လိုက်လဲဆိုတာကိုသူတို့မသိရပေမဲ့အရင်ကအန်တီရဲ့ခန္ဓာကိုယ်ကိုမထိချုပ်နိုင်တဲ့အညိုးကြောင့်အခုပြန်လာတာဖြစ်နိုင်တယ်လို့ပြောပါတယ်လာယာကတော့ဗညာရဲ့အမေဟာအန်တီနီရဲ့တူနေတယ်လို့သိလိုက်ရကြတဲ့ကဒါဟာဘာကီယာနဲ့ပတ်သက်နိုင်တယ်လို့တန်တရားဝင်ခဲ့ပေမဲ့မဟုတ်ပါစေနဲ့လို့ပဲဆူတောင်းနေခဲ့တာဖြစ်ပါတယ်ဘာကီယာရဲ့ကောက်ကြည့်တဲ့အစီအစဉ်ကနေဗညာရဲ့အစ်စ်မှာအန်တီနီလိုဟန်ဆောင်ပြီးသူတို့အလုပ်ကိုနောက်ဆက်ဖို့ပဲနောက်ဆုံးမှာတော့သူတို့ကလာယာတို့ကိုစာဖွေလာပြီးကလစ်စားချေဖို့အခွင့်အရေးကိုစောင့်နေခဲ့တာဖြစ်ပါတယ်ဘာကီယာဟာလူသားတယောက်လိုနေထိုင်ခြင်းတဲ့အတွက်တခြားခန္ဓာကိုယ်ကိုထိချုပ်ဖို့နဲ့သူမကိုတာ
တောက်ဖို့ပြန်လာတာလို့ပြောပါတယ်ရိုင်းနက်ကလည်းသူဟာအဲ့ဒီအိတ်ထဲမှာမိတ်ဆာကိုပိတ်လောင်ထားခဲ့ပြီးမို့အဲ့ဒီအိတ်ကိုမပြန်ချဖို့လာယာနဲ့အတူဒီကိစ္စကိုအပြည့်တန်ဖြစ်စင်ပေးမယ်လို့ကတိပေးလိုက်ပါတယ်လာယာနဲ့ရိုင်းနက်တို့ဟာသူတို့အိတ်ကိုပြန်ပြီးလူဝက်ခန်းလက်ကိုဝင်သွားကြပါတယ်အဲ့ဒီမှာရိုင်းနက်ကလက်နက်တစ်ခုကိုထုတ်ပြပြီးဘာကီယာနဲ့တွေ့ပြီးတဲ့နောက်တစ်နေ့မှာပဲနောင်လာမဲ့မိတ်ဆာရန်ကနေကာကွယ်ပေးဖို့ဖန်ဆင်းစီစီမှာလက်ညှိုးမှုတောင်းခံပြီးရထိုင်ခဲ့တယ်လို့ပြောပြပါတယ်သူကဂျာဘာကျွန်းတောင်ပေါ်ကကိုရင်းပိုင်းဒေသတစ်ခုကိုသွားပြီးမိတ်ဆာကိုတန်းကွက်ထားခဲ့တဲ့အမွေနေ့ပစ္စည်းတစ်ခုကိုသွားစားခဲ့ပါတယ်။ဘာလို့လဲဆိုတော့ဒီပစ္စည်းကသာမိတ်ဆာကိုနည်းနည်းနိုင်မယ်ဆိုရင်မိတ်ဆာကိုတန်းသိနေလို့ပါပဲ။ရိုင်းနက်ကမိတ်ဆာကိုမောင်းထွက်ရုံနဲ့မလိုတော့ပဲသူဟာတေချာဘော့ပြန်လာမှဖြစ်တဲ့အတွက်အပြည့်တန်ဖြစ်စဉ်ပြရမယ်လို့အလေးနဲ့ပြောပါတယ်။ဘာကီယာကသူ့ရဲ့တကယ်ပုံစံကိုပြလာတဲ့အခါဒီအမွေနေ့ပစ္စည်းကိုတော့လာယာကိုညွှန်ကြားလိုက်ပါတယ်။အီဒင်ဟာမာရာလာနဲ့ဗညာတို့ကိုဘေကင်ဖို့အတွက်အာကာရဲ့အိတ်ကိုခေါ်သွားပါတယ်။အဲဒီအချိန်မှာလာယာနဲ့ရိုင်းနာတို့ကမိတ်ဆာကိုရင်ဆိုင်ဖို့အီဒင်နဲ့ဆွပစ်ထားတဲ့အိမ်ဟောင်းကိုသွားကြပါတယ်ဒါပေမဲ့လာယာကတော့ဘာကီယာဟာဒီမှာမရှိတော့ဘူးလို့ထင်နေပါတယ်ဒါနဲ့ကတော့မိတ်ဆာဟာသူတို့ကိုညခေါ်ဖို့အတွက်ဒီအိတ်ကိုပဲအခြေဆက်စခန်းအဖြစ်ရွေးချယ်ထားတာလို့ယုံကြည်နေပါတယ်လာယာကတော့ဒီအိတ်ကအခွန်သက်သက်ပဲဖြစ်ပြီးရန်နဲ့မပိတ်လုံခင်ကတည်းကမိတ်ဆာကထွက်ပြေးသွားတာဖြစ်နိုင်တယ်လို့ပြန်ပြောပါတယ်အဒီအချိန်မှာပဲသူတို့ဟာမိတ်ဆာတွေဟာဆာဘရီနာရုပ်ထဲမှာပုံအောင်နေတဲ့ဆိုတာကိုရုတ်တရက်တတိထားမိသွားပါတယ်အခြားတစ်ဖက်မှာတော့အီဒင်ကဗညာနဲ့မာယာတို့ကိုသူတို့ရဲ့အယုတ်ဆက်ရုပ်ကိုခေါ်သွားပါတယ်ဒီနေ့ကပိတ်ရဖြစ်တဲ့အတွက်အလုသမားတွေမရှိသလိုစစ်ရုပ်ထဲမှာလည်းဖုန်းလိုင်းတွေမမိဘူးလို့ပြောပါတယ်သူတို့ဟာဆက်ချုပ်ခန်းတဲ့ကိုဝင်သွားကြပြီးဗညာကဆက်ချုပ်ချင်နေတယ်လို့ပြောပါတယ်။အီဒင်ကဆက်ပင်နေတော့မှပဲဗညာကအေသာသွားချင်တယ်လို့ပြောပြီးမာယာယာနဲ့အတူထွက်သွားပါတယ်။သူတို့ထွက်သွားတဲ့အချိန်မှာပဲအယုတ်ရဲ့မျက်လုံးတွေကလှုပ်ရှားသွားပါတယ်။လေယာကမာယာယာစီဖုတ်ဆက်ပြီးစူးစမ်းပေမဲ့ဖုတ်ဆက်တယ်လို့မရပါဘူး။မာယာကအေသာအပြင်ဘက်မှာဗညာကိုစောင့်နေတော့မိတ်ဆာယာဟိဟောက်တန်ကိုကြားလိုက်ရလို့အယံကြောက်တော့ပါတယ်။ရုတ်တရက်မိတ်ဆာကသူမစစ်မှာပေါ်လာတာကြောင့်မာယာဟာကြောက်လန့်ပြီးတောက်ကြီးဖြစ်သွားပါတယ်။အဲဒီအချိန်မှာပဲဗညာပြန်ထွက်လာပြီးအေသာကတုတ်ခထားတယ်လို့ပြောပါတယ်မိတ်ဆာကသူတို့စီကိုတပြည့်ပြည့်တိုးလာတဲ့အတွက်သူတို့ဟာကြောက်လန့်တကြားထွက်ပြေးကြပြီးအေတင်ကိုဒီကနေအမြန်ထွက်သွားမယ်လို့ပြောပါတယ်ဒါပေမဲ့သူတို့မလွတ်ခင်မှာပဲမိတ်ဆာကမာယာယာကိုဖမ်းဆွဲပြီးအထက်ကိုပြန်ခေါ်သွားပါတယ်အဲဒီတော့မိတ်ဆာဟာသူ့ရဲ့တကယ်ပုံစံကိုပြလိုက်ပြီးထွက်ပြေးဖို့စူးစမ်းနေတဲ့မာယာယာကိုတိုက်ခိုက်ပါတော့တယ်လာယာနဲ့ရန်နာတို့စစ်ရုပ်ကိုရောက်လာတဲ့အခါဗညာကမာယာယာဟာမိတ်ဆာနဲ့အတူအထက်မှာပိတ်မိနေတယ်လို့ပြန်ပြောပါတယ်သူတို့ဟာချက်ချင်းပဲအထက်ကိုပြည့်ဝင်သွားကြပြီးတရားတွေကိုဖွင့်ပြီးစူးစမ်းနေတဲ့အေတင်ကိုတွေ့လိုက်ရပါတယ်ဒီဆုတ်ထွေးမှုတွေကြားမှာမိတ်ဆာဟာမာယာယာရဲ့ခန္ဓာကိုယ်ကိုထိတ်ချုပ်ပြီးစူးစမ်းနေတာကိုတွေ့ရပါတယ်ရန်နာနဲ့အေဒင်တို့တရားကိုအတင်းတုပ်ဖွင့်လိုက်တဲ့အခါမှာမိတ်ဆာပူကခံရတဲ့မာယာယာကိုတွေ့ရပါတယ်သူမဟာလာယာကိုတောက်ဖို့စောင့်နေတယ်လို့ပြောလိုက်ပါတယ်အေဒင်နဲ့ရန်နာတို့ဝင်တောက်ဖို့စူးစမ်းပေမဲ့မိတ်ဆာကရန်နက်ကိုဒဏ်ရာရအောင်လှုပ်လိုက်တယ်လို့အေဒင်ကိုလည်းခွန်အားအပြည့်နဲ့လွှင့်ပြလိုက်ပါတယ်မိတ်ဆာကဓာတ်ကိုပြန်ယူပြီးရန်နက်စီကိုသွားပြီးနောက်တစ်ချက်ထပ်ထိုးလိုက်ပါတယ်ပြီးတော့လာယာကိုတောက်ဖို့ထပ်ပြီးလိုက်ပါတော့တယ်လာယာကထွက်ပြေးဖို့စူးစမ်းပေမဲ့မိတ်ဆာကဓာတ်နဲ့လမ်းပေါ်လိုက်တာကြောင့်သူမမြေပြင်ပေါ်ကိုလက်ကျသွားပါတယ်မိတ်ဆာကသူမနာကိုကလာပြီးနောက်ထပ်တစ်ချက်ထပ်ထိုးလိုက်ပါသေးတယ်ဒါပေမဲ့လာယာကစောက်မပေးပဲအမွေနေ့ဆွဲကြိုးကိုစောက်ကန်ပြီးဂတ်ထားတွေယူဖပါတော့တယ်မိတ်ဆာကတော့လာယာကြောက်နေတဲ့၍သူကအစောက်ပေးမှမဟုတ်ဘူးလို့ကြော်ပါပြီးဆွဲကြိုးကိုလူယူကဖျက်ဆီးပြလိုက်ပါတယ်လာယာကအတင်းပြီးမိတ်ဆာကိုတွန်းထုတ်လိုက်ပါတယ်ပြီးတော့ကားစီကိုအမြန်ပြေးသွားပေမဲ့ကားတော့ကပြောင်းနေပါတယ်အဲ့ဒီအချိန်မှာပဲမိတ်ဆာကထပ်ပေါ်လာပြီးတိုက်ခိုက်ပြန်ပါတယ်လာယာက30cc ပြန်ခုခံပြီးအဲ့ဒီနေရာကနေထွက်ပြေးနိုင်ခဲ့ပါတယ်အခြားတစ်ဖက်မှာတော့အေဒင်ကရန်နက်ကိုထူပေးပြီးလာယာကိုကူညီဖို့တွားကြပါတယ်မိတ်ဆာကလည်းလာယာရဲ့အရေးအထိလိုက်လာပါတယ်လာယာကိုတောက်ဖို့လုပ်နေတော့မှပဲရန်နန်ရဲ့အေဒင်တို့ရောက်လာပြီးအေဒင်ကမိတ်ဆာရဲ့လက်ထက်ကဓာတ်ကိုရိုက်ချကသူတို့အောက်ထပ်ကိုဆွဲခေါ်သွားပါတယ်လာယာကမာယာယာရဲ့ခန္ဓာကိုယ်တက်ကမိတ်ဆာကိုမောင်းထုတ်ဖို့ဂါထာတွေအမြန်ရုပ်ပါတယ်ဒါပေမဲ့မိတ်ဆာကလုံပြုတ်ပြုတ်ပြီးသူဟာအန်ဒီနီရဲ့ခန္ဓာကိုယ်တက်ကိုတရရဲ့ဖိတ်ခုံမှုကြောင့်ရောက်လာတာဖြစ်လို့သူ့ရဲ့ဆုလကိုရပ်ပန်ခွင့်ရှိတယ်လို့ပြောပါတယ်လာယာကမိတ်ဆာရဲ့ခေါင်းကိုထိလိုက်တဲ့အခါမှာတော့အေဒင်ရဲ့အတိတ်ကိုအာရုံထဲမှာမြင်လိုက်ရပါတယ်အေဒင်ဟာသူ့အဖေနဲ့တူရှိနေပြီးသူ့အဖေကအေဒင်ရဲ့အယုတ်ဒီဇိုင်းတွေကိုအမျက်မထွက်နိုင်ဘူးလို့ပယ်ချခဲ့တာကိုတွေ့လိုက်ရပါတယ်။ဝန်ထဲဆရာကောင်းတာကသူတို့ရဲ့မိဘတွေဟာမတော်တဆတစ်ခုနဲ့တည်ဆိုးသွားခဲ့ပါတယ်။အဖေဖြစ်သူရဲ့တေတန်းစာကိုဖတ်လိုက်တဲ့အခါမှာတော့အာဂါကကုမ္ပဏီ60%ရာခိုင်နှုန်းရရှိပြီးအေဒင်က40%ရာခိုင်နှုန်းပဲရတာကိုသိလိုက်ရပါတယ်။မနာလိုမှုတွေပြင်းထန်နေတဲ့အေဒင်ဟာအော်လွန်ဆရာတယောက်စီသွားပြီးသူ့အီကိုကိုတပ်ပစ်ဖို့ခိုင်းခဲ့ပါတယ်။ဒါပေမဲ့အော်လွန်ဆရာကသူ့အီကိုကိုတပ်မဲ့မိတ်ဆာဟာ
သူ့ရဲ့ခန္ဓာကိုယ်ထဲမှာနေထိုင်လိုက်မယ်လို့ပြန်ပြောပါတယ်။အေဒင်ကသဘောတူလိုက်ပြီးအော်လန်ဆီယာကအစီအစဉ်ကိုစတင်ပါတယ်။အာကာကိုပုကပြီးစူးစမ်းတာမောင်မြင်တဲ့အခါမှာတော့အာကာရဲ့စနေဖြစ်သူရဲ့ခန္ဓာကိုယ်ကိုအသုံးချဖို့ဆွပြခဲ့ကြတာပါ။မိတ်ဆာကအခုတော့အာကာလည်းတည်ပြည့်ဖြစ်တယ်လို့အေဒင်ကလည်းတဦးတည်းသောအမွေခံဖြစ်သွားပြီးမှသူ့ရဲ့ရမချက်အောင်မြင်သွားပြီလို့ပြောပါတယ်။လာယာကဂါထာတွေယူဖတ်တဲ့အခါမှာမိတ်ဆာကလာယာနဲ့ရန်နန်တို့ရဲ့ခန္ဓာကိုယ်ကိုထိချုပ်ဖို့စူးစမ်းပေမဲ့မအောင်မြင်ပါဘူး။စိတ်ပြည့်သွားတဲ့မိတ်ဆာဟာအေဒင်ရဲ့ခန္ဓာကိုယ်ပဲပြစ်မှတ်ထားလိုက်ပါတယ်။ရိုင်နာကအေဒင်စီကိုပြေးသွားပေမဲ့အေဒင်ဟာမိတ်ဆာပုကချင်းခံနေရပြီးရန်နန်ရဲ့လေပင်ကိုညစ်ကအေးအပြင်ကိုလွှတ်ပစ်လိုက်ပါတယ်။မိတ်ဆာကလာယာကိုဒီခန္ဓာကိုယ်ကပိုတောက်တင်တယ်လို့ပြောပြီးသူမကိုတောက်ဖို့လိုက်လာပါတယ်။လာယာကမိဖို့ချောင်တက်ကိုအညံပြေးဝင်ပြီးတံတားပိတ်လိုက်ပါတယ်။မိတ်ဆာကတံတားကိုအတင်းဖြစ်စီပြီးဝင်ဖို့စူးစမ်းနေတော့မှပဲလာယာဟာဒီမိတ်ဆာကြောင့်ပဲသူမရဲ့ခင်ပွန်းနဲ့ကလေးတေဆုတ်ခဲ့ရတာကိုတတိယပြီးခွန်အားတွေမွေးလိုက်ပါတယ်။လာယာကအမွေနဲ့ဆွေးကြိုးကိုပြန်ယူပြီးဂါထာတွေကိုစတင်ယူဖပါတော့တယ်။မိတ်ဆာကမိဖို့ချောင်တက်ကိုဖောက်ဝင်လာပြီးသူမစီပြေးလာတဲ့အခါမှာတော့လာယာကဆွေးကြိုးကိုမိတ်ဆာရဲ့လေပင်မှာအမျက်ဆုလိုက်ပြီးမိတ်ဆာကိုအလဲထွန်းနိုင်ခဲ့ပါတော့တယ်။မယာကရေနတ်ကိုထူပေးလိုက်တဲ့အခါမှာတော့သူကဆပ်ပရီနာရုပ်ကိုဒီကိုချစ်ချင်းယူလာပေးဖို့ပြောလိုက်ပါတယ်။ဒါနဲ့မယာဟာလည်းသူ့စကားအတိုင်းအယုတ်ကိုတွားယူဖို့စိတ်ယုံစီကိုအညံပြေးသွားပါတော့တယ်။ဒီအချိန်မှာပဲရေနတ်ကမိတ်ဆာကိုတိုက်ခိုက်ဖို့အတွက်လာယာနဲ့ပူးပေါင်းလိုက်ပါတယ်။ခဏကြာတော့မယာကအယုတ်နဲ့တူပြန်ရောက်လာပြီးရေနတ်စီကိုကမ်းပေးလိုက်ပါတယ်။ရေနတ်ကလည်းကထာတွေကိုယူဖတ်ရင်းနဲ့အယုတ်ကိုဓာတ်နဲ့ထိုးချလိုက်ပါတယ်။မကြခင်မှာပဲအယုတ်ကပျောက်ကွယ်သွားပြီးအေဒင်လည်းတတိလေးသွားခဲ့ပေမဲ့မကြခင်မှာပဲပြန်လို့လာခဲ့ပါတယ်။ဒါပေမဲ့အဲ့ဒီအချိန်မှာပဲ၆ချဆရာကောင်းတဲ့မိတ်ဆာရဲ့ဟေဟောက်တန်ကြီးထွက်ပေါ်လာပြီးမန်ထဲမှာပေါ်လာတဲ့ဘာကြာကိုသူတို့မြင်လိုက်ရပါတယ်။လာယာနဲ့ရေနတ်တို့ကလည်းချက်ချင်းတုတ်ပြန်တဲ့အနေနဲ့အချိန်မဆွေးဘဲနဲ့မန်ကိုကျမ်းပြင်ပေါ်ရိုက်ခွဲလိုက်တာကြောင့်အစိတ်စိတ်မော်မော်ဖြစ်သွားပါတော့တယ်။ဒါပေမဲ့အဲ့ဒီမိတ်ဆာကသူတို့စစ်မှာနောက်တစ်ကြိမ်ပြန်ပေါ်လာပြန်ပါတယ်။အမွေနှင့်ဆွေးကြိုးရဲ့ဆွမ်းအားကြောင့်စိတ်ပင်ဖြတ်မှုတွေပြင်းထန်နေတဲ့လာယာကမိတ်ဆာကိုထိတ်တိုက်ရင်ဆိုင်ရပါတော့တယ်။မိတ်ဆာကတက်ခတ်ဖို့လှုပ်လာတဲ့အခါမှာတော့သူမကအမွေနှင့်ရဲ့ဆွမ်းအားကိုအတုံးချပြီးပြင်းပြတဲ့စိတ်ဓာတ်နဲ့ပြခုခံလိုက်ပါတယ်။အကျိန်နဲ့တိုက်ပွဲအပြီးမှာလာယာကနောက်ဆုံးတစ်ချက်နဲ့အဲ့ဒီမိတ်ဆာကိုအပြာသာနေနေနိုင်ခဲ့ပါတယ်။ပောက်ကွဲတန်ကြီးနဲ့အတူအဲ့ဒီမိတ်ဆာဟာအဲ့ဒီနေရာကနေပျောက်ကွယ်သွားပါတယ်။နောက်ပိုင်းမှာတော့ရဲတွေအခင်းဖြစ်ပွားရနေရာကိုရောက်လာပြီးအေဒင်ကိုသူကျူးလွန်ခဲ့တဲ့ပြစ်မှုတွေအတွက်ဖမ်းဆီးလိုက်ကြသလိုခြံတဲ့သူတွေလည်းရရှိခဲ့တဲ့ဒဏ်ရာတွေအတွက်လိုအပ်တဲ့စေကူတမှုတွေကိုခံယူခဲ့ကြပါတယ်။ရဲနိုင်ငံကြာပြီးတဲ့နောက်မှာမယာဟန်အန်ဒီနီနဲ့အာခါတို့ရဲ့အုပ်ကူတွေစီကိုရောက်သွားခဲ့ကြပါတယ်။အဲ့ဒီအချိန်မှာပဲအန်ဒီနီရဲ့ဝိညာဉ်ကဘာနာစီမှာပေါ်လာပြီးဖြစ်ပျက်ခဲ့သမျှအရာအလုပ်ကိုလက်ခံလိုက်ပြီးဖြစ်တဲ့အတွက်အခုတော့တမလွန်ကိုပြန်ရတော့မယ်လို့ဆင်ပြလိုက်ပါတယ်။မယာကိုပိုင်ဆိုင်ထားရတာဘာနာအတွက်ကံကောင်းတဲ့အကြောင်းလဲသူမကပြောပြခဲ့ပါတယ်။အန်ဒီနီကသူမကိုဖက်လိုက်တဲ့အချိန်မှာပဲသူမရဲ့နောက်ကွယ်မှာတမလွန်တရားကြီးပွင့်လာပါတော့တယ်။အန်ဒီနီပျောက်ကွယ်သွားတာနဲ့တပြိုင်နက်ဘာနာလည်းအတူနေရာကနေလက်နိုးလာခဲ့ပါတယ်။သူမကသူမရဲ့အမေကိုစာဖို့အတွက်အပြင်ကိုအပြည့်လွှာထွက်လာခဲ့ပေမဲ့မယာကတရားနောက်ကနေထွက်လာပြီးဘာဖြစ်လို့လဲဆိုတာကိုမေးလိုက်ပါတယ်။ဘာနာကသူမရဲ့အမေနဲ့အိမ်မက်ထက်မှာတွေ့ခဲ့ရကြောင်းအခုတော့သူ့အမေကပျော်ရွှင်နေပြီဖြစ်ကြောင်းနဲ့အမေကိုတတိယတဲ့အခါတန်းဂွမ်းနဲ့မနေစေချင်ခဲ့တာကြောင့်ပြန်ပြောခဲ့ပါတယ်။အဲ့ဒီနောက်မှာတော့သူမကိုပန်ဆန်ထားတာကကောင်းကောင်းတယ်လို့ပြောပြီးမယာကိုအမေလို့ခေါ်လိုက်ပါတယ်။သူမကိုဘယ်တော့မှပြစ်မသွားဖို့လည်းတောင်းဆိုလိုက်ပါသေးတယ်။တစ်ဖက်မှာလည်းလာယာစီကိုဖုတ်တစ်ချက်ဝင်လာပြီးတစ်ဖက်ကလူနဲ့စကားပြောနေရင်သူမရဲ့မျက်နှာမူရကကြီးလေးနဲ့သွားပါတယ်။ဖုတ်ချလိုက်ပြီးတဲ့အချိန်မှာတော့ဆပ်ပရီနာထက်တောင်ပိုဆိုးတဲ့အယုတ်တွေနဲ့ပတ်သက်တဲ့အမှုတစ်ခုအကြောင်းကိုရင်နဲ့ကိုပြောပြလိုက်ပါတယ်။သူတို့နှစ်ယောက်စိတ်ခမှုအသစ်တစ်ခုစီကိုဖက်ခွာသွားကြရရင်နဲ့ပဲဆာလန်ကတော့ဒီမှာတင်ပြီးဆုတ်သွားခဲ့ပါတယ်။ကျွန်တော်တို့နဲ့အတူဒီချော့ချဆရာကိုရင်ဆိုင်ပေးခဲ့လို့ကျေးဇူးတင်ပါတယ်။ဒီဗီဒီယိုလေးကိုကြည့်ပြီးအသက်ဆင်ကျရင်တယ်ဆိုရင်တော့ like လေးပေးပြီး subscribe ခလုတ်လေးကိုလည်းနှိပ်ထားပေးကြပါဦး။နောက်ထပ်ထက်လန့်ဆရာတွေလည်းအသင့်ပြင်ထားကြပါဦးနော်။နောက်တစ်ခေါက်မှပြန်တွေ့ပါမယ်။အမြဲတမ်းသတိနဲ့နေကြပါဦး။အားလုံးကျေးဇူးတင်ပါတယ်။